ဖက်စစ်ဂျပန်တွေကိုဗမာလွတ်လပ်ရေးတက်မတော်ကပဲတိုက်ထုတ်ခဲ့တယ်ဆိုတာဟုတ်ပါသလားဒါဟာတမိုင်းကိုတစ်ဖက်သက်ဝါဒဖြန့်ထားတာဖြစ်ပြီးအမှန်ကတော့ပိုပြီးကျယ်ပြန့်ပါတယ်ဂျပန်တွေကိုတိုက်ထုတ်ရမှာဗမာလွတ်လပ်ရေးတက်မတော်ရဲ့အခန်းကဏ္ဍကအရေးကြီးတယ်လို့မဟာမိတ်တပ်တွေရဲ့အင်အားကြီးမားတဲ့ထိုးစစ်တွေကလည်းအဆုံးဖြတ်ပေးခဲ့တာပါအဖြစ်မှန်ကိုအပိုင်းလိုက်ခွဲခြားပြပါမယ်မဟာမိတ်တပ်များရဲ့အဓိကထိုးစစ်ဂျပန်တွေကိုမြန်မာပြည်ကမောင်းထုတ်နိုင်ခဲ့တဲ့အဓိကအင်အားကတော့ဗြိတိန်အိန္ဒိယအမေရိကန်နဲ့တရုတ်တပ်တွေပါဝင်တဲ့မဟာမိတ်တပ်တွေပဲဖြစ်ပါတယ်သူတို့ဟာလူအင်အားလက်နက်အင်အားနဲ့လေကြောင်းအင်အားအစမတန်သုံးပြီးအထက်မြန်မာပြည်ကနေစတင်ကဂျပန်တပ်မကြီးတွေကိုအပြင်းထန်ချိန်မုံခဲ့တာပါဖက်စစ်တော်လှန်ရေးဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ဗမာတပ်မတော်ဟာ1945မတ်လ29ရက်နေ့ကျမှဂျပန်ကိုပြန်လည်တိုက်ခိုက်ခဲ့တာပါဒါဟာစစ်ပွဲရဲ့အဆုံးသတ်ကာလဖြစ်ပြီးဂျပန်တွေဟာမဟာမိတ်တွေရဲ့ထိုးစစ်ကြောင့်အတော်လေးအင်အားချိနဲ့နေခြင်းဖြစ်ပါတယ်ဗမာတပ်မတော်ဟာဂျပန်တွေရဲ့ထောက်ပို့လမ်းကြောင်းတွေကိုဖျက်တောက်တာသတင်းပေးတာနဲ့ပျောက်ကြားတိုက်ခိုက်တာတွေမှာအလွန်ထိရောက်ခဲ့ပြီးမဟာမိတ်တွေမြ мян ဆန်ဆန်သိမ်းပိုက်နိုင်အောင်အများကြီးကူညီပေးခဲ့ပါတယ်တိုင်းရင်းသားလက်နက်ကိုင်များဗမာတပ်မတော်အပြင်ကချင်ကရင်နဲ့ချင်းစတဲ့တိုင်းရင်းသားတွေဟာလည်းဗြိတိရှစစ်တပ်နဲ့ပူးပေါင်းပြီးဂျပန်တွေကိုတောတောင်တွေထဲမှာပျောက်ကြားစစ်နဲ့အစောကြီးကလေးကတိုက်နေခဲ့ကြတာပါဝါဒဖြတ်မှုရဲ့ရည်ရွယ်ချက်အာနာရှင်တွေကငါတို့တပ်မတော်ကပဲဂျပန်ကိုတိုက်ထုတ်ပြီးလွတ်လပ်ရေးယူပေးခဲ့တာလို့ပြောတာဟာတပ်မတော်ကိုတခုတည်းသောကယ်တင်ရှင်အဖြစ်ပြည်သူတွေမြင်လာအောင်နဲ့စစ်တပ်ကအာဏာကိုချုပ်ကင်ထားတာတရားဝင်တရားအောင်ဖြစ်အောင်လုပ်တဲ့တမိုင်းလိမ်ညာမှုပဲဖြစ်ပါတယ်အချင်းချုံရရင်ဂျပန်ကိုတိုက်ထုတ်တာဟာဗမာတပ်မတော်တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့မဟာမိတ်တပ်တွေအားလုံးပူးပေါင်းလှုပ်ဆောင်ခဲ့တာပါမဟာမိတ်တပ်တွေရဲ့အင်အားကြီးမားတဲ့ထိုးစစ်သားမရှိရင်ဗမာတပ်မတော်တခုတည်းနဲ့ဂျပန်ကိုတိုက်ထုတ်ဖို့မဖြစ်နိုင်ပါဘူး